ကဲညီကိုတို့အားလုံးပဲမင်္ဂလာပါညကတော့ဝမ်ဘော်ဒီနဲ့ပါတော့အဆင်ပြေခဲ့တယ်ဒီနေ့ညမှာကျွန်တော်ရဲ့ကြိုက်ဆုံး free word ကိုရွေးချယ်ထားတယ် special one word လည်းဒီနေ့ညထွက်ဖို့ရှိပါတယ်လိုချင်တဲ့မိတ်ဆွေတွေဆက်သွယ်လို့ရပါတယ်ဒီနေ့ညမှာBrighton နဲ့ Chelsea ပွဲစဉ်လေးကိုရွေးချယ်ထားတယ်ဒီပွဲစဉ်လေးမှာဆိုပေါက်ကြီးမှာဆိုရင်ပေါက်ကြီးကတော့ထဲပေါက်တယ်ခုပေါင်းကြီးမှာဆိုရင်3လုံး15ပြားစားပေါက်တယ်ဒီနှစ်သိန်းရဲ့ခြေဆောင်ကိုကြည့်လိုက်မှဆိုရင် Chelsea သိန်းရဲ့နောက်ဆုံး6ပွဲဆက်လောက်ကိုကြည့်လိုက်မှဆိုရင်ယုံကြည်မှုတော်တော်လေးပျောက်ဆုံးနေတာကိုတွေ့ရတယ်ချန်ပီယံလိပွဲစဉ်တော့လည်း PSG ကို2ကြော်လုံးဆုံးထားတယ်ယုံကြည်မှုတော်တော်ပျောက်ဆုံးနေတယ်နီးကပ်ဆုံးပွဲစဉ်မှာဆိုရင်လည်းManchester United ကိုအိမ်ဝင်းမှာတောင်းမှာပဲဆုံးထားတာကိုတွေ့ရတယ်ကစားသမားတွေနဲ့နီးပြရဲ့ကြားထဲမှာနားလည်မှုတွေတော်တော်လေးလွဲနေတယ်Brighton ကတော့အိမ်ဝင်းမှာမမထိုင်တဲ့ကစားတတ်တဲ့အသင်းဖြစ်တယ်Brighton ကဘာလို့ကြီးမပေးတော့ဆိုတော့Chelsea လူစင်းကြောင့်တာ Brighton ကြီးမပေးတဲ့နေရာမျိုးရှိတယ်ပေါက်ကြီးရတော့ထဲပေါက်တယ်ဒါပေမဲ့ Brighton အိမ်ဝင်းမှာတော့ Chelsea နိုင်ဖို့မလွယ်ဘူးလို့ထင်တယ်ဒီလိုခြေသွမ်းမျိုးနဲ့ Brighton အိမ်ဝင်းမှာဘလို့မှမနိုင်ဘူးလို့ကျွန်တော်တို့သုံးသပ်ပေးခြင်းတယ်ဒီဘက်မှာကျွန်တော်တို့ Brighton body ကြိုက်တယ်ကြိုက်လို့တဲ့မိတ်ဆွေတွေလိုက်ဆော့လို့ရတယ် Brighton အိမ်ဝင်းမှာအသင်းကောင်းနေတော့မှာနိုင်မခွဲတဲ့အနေထားမှာ Chelsea အသင်းနေနဲ့နိုင်ဖို့လုံးဝမဖြစ်နိုင်ဘူးလို့ကျွန်တော်တို့ခန့်မှန်းပေးကြပါတယ်ဒီဘက်မှာကျွန်တော်တို့ Brighton body ကိုရဲရဲဝံ့ဝံ့ရွေးချယ်ပေးကြပါတယ်ကြိုက်လို့တဲ့မိတ်ဆွေတွေလည်းလိုက်ဆော့လို့ရပါတယ်special one ပွဲလဲလိုချင်တဲ့မိတ်ဆွေဆက်သွယ်လို့ရပါတယ်အားလုံးပဲခွင့်လက်ပါ